The course on a optical fiber has a diameter 2 micrometer and refractive index 1.3 လို့ပြောတယ်သူပြောတာကဒီမှာဆိုလို့ရှိရင်ရိုင်ညိုဂိတ်လေးเนาะဒီ optical မှာတုတ်ထားတဲ့ဒီဥဒိုင်ရဲ့ရိုင်ညိုဂိတ်လေးရောကြောတော့ in1 ရောကြောတော့ 1.3 ရှိတယ်တဲ့ပြီးလို့ရှိရင်သူ့ရဲ့ diameter ကြောတော့2 micrometer ရှိတယ်လို့ပြောတယ်အဲ့ဒီမှာ the refractive index or the credit E1.5 ဒီအပြင်ကော်လေးရောပေါ့เนาะအပြင်ကော်လေးရောကြောတော့ဘယ်လောက်ရှိလဲဆိုလို့ရှိရင် 1.5 ရှိတယ်လို့ပြောတာเนาะဒီအပြင်ကော်လေးရောကြောတော့ 1.5 ရှိပါတယ်ဒီအပြင်ကော်လေးเนาะဒီအပြင်ကော်လေးရောကြောတော့ 1.5 ရှိတယ်လို့ပြောတယ်အဲ့မှာ determine the maximum angle for which the right ray incident or the end of fiber road to the internal reflection at the core to credit interface တဲ့သူက determine လောက်ခိုင်းတော့ကြောတော့ the maximum angle တဲ့ပြောတာno the maximum angle for which the right incident ဒီရိုက်ထောက်လေးကိုသူကရှော့ခိုင်းတာเนาะဒီမှာရိုက်ထောက်လေးဆိုကျတော့ပုံမှန်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ iron တန်ဖိုးလေးเนาะဒီ iron တန်ဖိုးလေးသူကရှော့ခိုင်းတော့သူကဘာပြောလဲဆိုလို့ရှိရင် on the end of the fiber road ဒီတစ်ဖက်ကနေမှရှိတဲ့ဒီ fiber road လေးစိုးကနေပြီးတော့ရိုက်လိုက်တဲ့ရိုက်ထောက်เนาะအမြင့်ဆုံးရိုက်ထောက်ကိုရှော့ပေးပါအဲ့ဒီမှာဒီ total internal reflection ကိုဖြစ်စေပါတယ်at the core to credit interface ဒီ core နဲ့ credit ရဲ့ဂျောင်းမှာဖြစ်စေတဲ့total internal reflection ကိုဖြစ်စေတဲ့ရိုက်ထောက်အများဆုံးရိုက်ထောက်ကိုရှော့ပေးပါလို့ပြောတာเนาะအကြီးဆုံးထောက်ကိုရှော့ပေးပါဘာနဲ့ဘာဖြစ်စေတော့လဲဒီဥဒိုင်နဲ့ဒီ credit ရဲ့ဂျောင်းမှာဖြစ်စေတဲ့เนาะ total internal reflection ကိုဖြစ်စေတဲ့အင်္ဂါရော AC လေးကိုရှော့ပေးပါလို့ပြောတာတနည်းအားဖြင့်ကျတို့သူကဘာကိုရှော့ခိုင်းတော့လဲဆိုတော့ I ကိုရှော့ခိုင်းတာเนาะ I ကိုရှော့ခိုင်းတာ I ကိုရှော့မယ်ဆိုလို့ချင်းကျတို့ကဘာတိမရောက်မှာလဲဆိုတော့ဒီစနေလောရဲ့ပုံတင်လေးပေါ့ n equal to ပေါ့ရှိလဲ sin i by sin ဟုတ်ပြီနော် sin i by sin ဒါကျတော့ तू ဒီ sin i နဲ့ sin ဒီ double ထဲမှာရှိရလဲတော့ तू ဥတိုင်းထဲမှာရှိရလေအဲကြောင့်မို့ကျတို့က n1 လေးပေါ့နော် n1 equal to sin i by sin ဟုတ်ပြီအဲ့တော့ကျတို့ကဒီမှာ i ကို short မယ်ဆိုတော့ဟုတ်ပြီတန်ဖိုးကိုတီးလားတန်ဖိုးကမတီးဘူးအဲ့တော့တန်ဖိုးဘယ်ကနေ sum လဲဆိုလို့ရှိရင်ဒီပုံလေးကိုကြည့်မယ်ပုံလေးကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာကျတော့ဒီ i ကကျတော့ तू ရိုက်ထောက်ပေါ့နော်ရိုက်ထောက်ကကျတော့တနည်းအားဖြင့်တော့ n လေထဲမှာရှိတာနော်လေထဲမှာဆိုလို့ရှိရင်ကျတို့က n ရဲ့တန်ဖိုးလေးက1လို့ရှိတယ်အဲ n l ကနေပြီးတော့ဒီအလဲဥတိုင်းကိုလောက်မယ်ဆိုလို့ရှိရင် तू ကဒီအလဲဥတိုင်းရောကျတော့ခိုးပေါ့နော်ဒီကိုရောကြောတော့ 1.3 เนาะ 1.3 ရှိတယ်ပြီးလို့ရှိရင် n2 ရောကြောတော့ 1.5 ဒါဆိုလို့ရှိရင် तू ကအနည်းကနေပြီးတော့အများကိုသွားတယ်ဆိုလို့ရှိရင်ဒီ normal line လေးက तू ကဘာဖြစ်သွားလဲဆိုတော့ကတ်ပြီးတော့သွားမှာเนาะကတ်ပြီးတော့အလင်းရိုင်သွားမှာပေါ့เนาะအလင်းရိုင်သွားမယ်ဒါကြောင့်မို့တန်ဖိုးလေးကအလင်းရိုင်သွားမယ်ပြီးလို့ရှိရင် तू ကဒီ credit လေးနော်မှာ तू ကဒီမှာเนาะဒီ credit နော်မှာ तू ကဒီမှာဒီ credit လေးနောက်မှာ तू ရက်သွားအဲ့မှာဘာဖြစ်လဲဆိုတော့ IC ဖြစ်သွားပြီเนาะ IC ဖြစ်သွားပြီအဲ့ဆိုလို့ရှိရင်ဒီ R နဲ့ဒီ IC နဲ့ပေါက်ချင်းဒီမှာထောက်မှန်လေးเนาะ90 degree ရှိသွားပြီဘာเนาะအဲ့တော့ဒီပုံလေးရောဒီကျဲတို့က R နဲ့ IC နဲ့ပေါက်ချင်းဒီဘယ်လောက်ရှိလဲ90 degree ရှိတယ်လို့သိရမယ်ဟုတ်ပြီเนาะအဲ့မှာ तू ကကြောခံတဲ့တစ်ခုပြောက်သွားပြီဆိုတဲ့တွေ့ဒီမှာ तू ကအလင်းရှစ်ပြီးတော့အပြေဝဲသွားမှာလားဒါမှမဟုတ်လို့ရှိရင်လဲ total internal reflection ပေါ့เนาะလောက်အတွင်းသူပြန်လာမှာလားဆိုကျဲတို့ကပုတ်ဆောင်ရှစ်ပြီးတော့တွေ့ရမှာဟုတ်ပြီအဲ့တော့ကျတို့ကအဲ့ဆိုလို့ရှိရင်ဒီမှာပုံမကြည့်လိုက်မှာပေါ့နော်ပုံလေးရောနေပြီးတော့ကျတို့ကဒီ R နဲ့ IC နဲ့ပေါင်းချင်းရော90 degree အဲ့ဆိုလို့ရှိရင်ကျတို့ကလိုချင်တဲ့ R လေးကိုရှာလိုက်မှာပေါ့ဟုတ်ပြီနော်ဒီ R ရဲ့တန်ဖိုးလေးရောဒီပုံရောနေကြည့်ပြီးတော့ရောက်လာမယ်အဲ့ဆိုလို့ရှိရင် IC ရောမသိဘူးလေဒီ IC ကိုဘယ်လိုရှောင်မလဲIC ကိုကြောတော့ size IC ပုံသိပြီးတုံးပြီးဘရောရှောင်မှာပေါ့နော် size IC လို့ခြေလို့ရှိရင် intern ဖိုးနဲတော့ဒီ intern ဖိုးများတော့နဲ့စောက်ပေးရမယ်အဲ့ဆိုလို့ရှိရင်ကျတို့မှာက intern ဖိုးနဲတော့ဆိုတော့ဒီမှာကြောတော့ဒီမှာ IC လေး IC ရောကြောတော့သူကဒီ credit နဲ့6နဲ့ပတ်သက်တဲ့ဟော်လေးပေါ့နော် credit နဲ့6နဲ့ကြောတော့နဲတော့ကြောတော့ဘယ်သူကနဲတော့လဲ 1.5 ကနဲတယ်နော် credit တက်ဖို့ကနေတယ်ကိုရောကြောတော့ 1.3 တော့ကိုရောကြောတော့မြောင်းမယ်အဲ့တော့ဒီ 1.6 နဲ့ဆိုအဲ့မှာကျတော့ဘာရောက်လဲဆိုတော့ IC ရောက်လာမယ်IC ရောက်ပြီးဆိုလို့ရှိရင်တော့ကျတို့ဖြည့်ထွက်သွားတာနဲ့အတူတူပဲဟုတ်ပြီနော်အဲ့ဆိုလို့ရှိရင် IC ကိုအရေးရှော့ IC ရောက်ရေဘောရှော့မှာလဲအော်ကိုရှော့မယ်ရောက်ပြီဆိုရင်ကျတို့လူချိတ်တဲ့ angle or AC တွေပေါ့နော်ရိုက်ထောက်လေးကိုရှော့မယ်အဲ့ကျတို့ပုံpost အလေးတန်ကြီးမှာပေါ့နော်အဲ့ဆိုလို့ရှိရင်စနေလောရ size equal to ဒီ into ဒီ a1 နဲ့ဆိုအဲ့ဆိုလို့ရှိရင်ကျတို့က IC ရဲ့တန်ဖိုးလေးရောက်လာပြီးဒီနော်ဒီမှာ IC ရဲ့တန်ဖိုးလေးရောက်လာပြီးပြီးလို့ရှိရင်ပုံကနေပြီးတော့ from the figure ဒီပုံထဲကနေပြီးတော့တန်ဖိုးလို့ချိန်လို့ရှိရင်90 degree ထဲကနေ IC ကိုနှုတ်လိုက်မယ်အဲ့ဆိုလို့ရှိရင်ရဲ့တန်ဖိုးလေးရောက်လာပြီးရောက်ပြီဆိုလို့ရှိရင်ကျတို့လိုချိန်နဲ့ I ကိုရှော့လို့ရောက်ပါပြီဟုတ်ပြီနော်အဲ့တော့ reflection at air core interface in y equal to sin by sin
ဒီမှာကျွန်တော်တို့လူချင်းတဲ့ I ရဲ့တက်ဖို့လေးရှော့ပေးလိုက်ပါမယ်အဲ့တော့ I နဲ့ဒီ IC ကိုနိုင်ရှင်လိုက်တဲ့ခေါင်းမှာ IC ရဲ့တက်ဖို့ဘာဖြစ်လဲကြီးတယ်ဆိုလို့ရှိရင်ဒီအလေးတန်းကဒီကိုထဲကိုပဲပြန်ပြီးတော့ဝင်တော့ကိုတွေးရမယ်ဟုတ်ပြီနော် total internal refresh ဖြစ်တော့ကိုတွေးရမယ်ဒီမေကုန်းမှာလည်းသူကပြောထားပြီးသား total internal refresh ဖြစ်ဖို့အတွက် item ဖို့ပဲသူကရှာခိုင်းတာဟုတ်ပြီနော်အဲဆိုဒီလောက်ပါ